ဘာလို့စိုးအောင်နေကြရလဲ ဇန်နဝါရီလ18ရက်နေ့အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာပြသမယ်ဒီခီးကျန်းလာရုပ်ရှင်ပြပွဲလက်မှတ်တွေအားလုံးစိုးအောင်ဖြစ်သွားပါပြီ လက်မှတ်တွေအားလုံးရောင်းလို့ကုန်တဲ့အထိဝယ်ယူအားပေးခဲ့ကြတဲ့ဆန်ဖရန်စစ္စကိုမြို့ကတော်လှန်ပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဆန်ဖရန်စစ္စကိုမြို့ကဒီဟီချန်လာ US Store ရဲ့ပထမဆုံးပွဲဦးတဲ့မြို့ပဲဖြစ်ပါတယ် နောက်ထပ်ပြသမယ့်မျိုးတွေမှာလည်းလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ် ကျွန်တော်ကတော့ available ပါနော်